ကတော့ထူးဆန်းတဲ့ကဘာတစ်ခုပါဘယ်ဘက်မှာကမိုးတိမ်မဲတွေဖုံးလွှမ်းနေတဲ့ဆင်းရဲသားရက်ကွက်ဖြစ်ပြီးညာဘက်မှာတော့လေကောင်းလေတန်းရတဲ့တထေးရက်ကွက်ရှိနေပါတယ်လူတွေမွေးလာတာနဲ့ခြေထောက်အောက်မှာစတိတစ်ခုပါလာတတ်ကြတယ်ဒီစတိကဆင်းရဲသားနဲ့တထေးတွေကိုဘယ်တော့မှထိတွေ့ခွင့်မရအောင်ထာဝရခွဲခြားထားတာပါတနေ့မှာတော့လုံးဝမစုံတွေ့တဲ့လူနှစ်ယောက်စုံတွေ့ခဲ့ကြတယ်ဂျွန်ကတိုနီကိုစိတ်လှုပ်ရှားစွာနှုတ်ဆက်လိုက်တယ်တိုနီကလည်းသူတွက်ချက်နေတဲ့တင်ချပု္ပ္ပစာအကြောင်းပြန်ပြောပြတယ်ဒါပေမဲ့သူတို့မတက်ရက်ပြီးအနားသွားဖို့ကြိုးစားတဲ့အခါခြေထောက်အောက်ကစတိတွေကရုတ်တရက်ဆွဲခွာပစ်လိုက်တယ်သူတို့ရဲ့ကဘာအသီးသီးစီကိုအတင်းအဓမ္မပြန်ဆွဲခေါ်သွားခံလိုက်ရတယ်ရက်တွေတရက်ပြီးတရက်ကုံဆုံးသွားတယ်ဂျွန်ကစက်ရုံမှာအလုပ်လုပ်ရတယ်သူ့ဘဝကစက်ရုပ်တရုပ်လိုပဲခြောက်တွေ့ပြီးဘာအနာဂတ်မှမမြင်ရပါဘူးသူတကယ်တောင်းတနေတာကပြတင်းပေါက်ပြင်ဘက်ကကဘာကြီးပါတထေးတွေသာပိုင်ဆိုင်ရတဲ့ဘဝမျိုးကိုလိုချင်နေတာပါတစ်ဖက်မှာလည်းတိုနီကလမ်းလျှောက်ထွက်လာရင်စားတောက်ဆိုင်ဘက်ကိုလှမ်းကြည့်လိုက်တယ်မနေ့မှာတစ်ဖက်ကဘာကပုံရိပ်ကိုမြင်လိုက်ရပြီးခေါင်းလဲလိုက်တဲ့အချိန်မှာဂျွန်ကိုတွေ့လိုက်ရတယ်တိုနီကသူ့စီသွားခြင်းပေမဲ့ခြေထောက်အောက်ကစတီးကဆွဲထားတယ်ရုတ်တရက်စတီးကကွဲအပ်သွားတယ်တိုနီကအားကုန်ယုံလိုက်ပြီးနောက်ဆုံးတော့လွတ်မြောက်သွားခဲ့တယ်သူကဂျွန်ရှိရာစီတန်းပြီးပြေးသွားပါတော့တယ်တစ်ချိန်တည်းမှာပဲစိတ်ပြက်နေတဲ့ဂျွန်ကစက်ယုံပေါက်ဝါကိုရောက်နေပါပြီရုတ်တရက်သူ့ရှိမှလက်တစ်ဖက်ပေါ်လာတယ်ဂျွန်ကြောင်သွားပေမဲ့နောက်တစ်စက္ကန့်မှာတိုနီလက်ကိုလှမ်းဆွဲလိုက်တယ်တိုနီအကူကြီးနဲ့သူလည်းစတီးကနေလွတ်မြောက်သွားခဲ့တယ်မကြခင်မှာပဲတခြားလူတွေလည်းသူတို့လိုလိုက်လုပ်ကြတယ်တယောက်ပြီးတယောက်အချုပ်အနှောင်တွေကနေလွတ်မြောက်လာကြတယ်အဲ့ဒီအချိန်ကစပြီးဒီကဘာကြီးမှာဆင်းရဲချမ်းသာခွဲခြားတာမရှိတော့ပါဘူးဂျွန်နဲ့တိုနီလည်းနောက်ဆုံးတော့အတူတူစုပ်ကစားခွင့်ရသွားကြပါပြီ